Hello，大家好，我是 Billy 微微。OK，ဒီနောက် Billy 微微နဲ့ပြောရအောင်။ဒီ video ကကြောက်ပေါ့နော်။အခုလက်ရှိဖွင့်ထားတဲ့တင်တန်းအကြောင်းကိုပြောပြပေးမယ့် video ဖြစ်ပါတယ်။ဒီအကယ်၍ကွာ50% discount ကိုစိတ်ဝင်စားရဆိုရင်တော့ video အဆုံးလေးကြည့်ပေးပါ။ဒီမှာတော့စာရေးအရင်ရေးထားများတဲ့အတွက်ကြောင့်လည်းတချို့ကြလည်းဖတ်ရတာပြင်းလိမ့်မယ်တချို့ကြလည်းမဖတ်ချင်တော့ဘူးပေါ့နော်။အဲ့ဟာဆိုရင်ဒီ video လေး9မိနစ်စာ10မိနစ်လောက်ပေါ့နော်။အဲ့ဟာလေးတစ်ချက်နားထောင်ကြည့်လိုက်ရပါတယ်။ပထမဆုံးအနေနဲ့ဒီတင်တန်းကကြောင့်ဘာတင်တန်းလဲဆိုရင်တရုတ်စာပေါ့နော်ထိုင်ဝမ်လက်ရေးရှည်ဘိုင်းကိုစပြီးတော့မှလေ့လာခြင်းတဲ့လူတွေအတွက်ကိုဖွင့်ထားတဲ့အတန်းတစ်ခုဖြစ်ပါတယ်။သူကကြတော့ဘယ်လိုလဲဆိုတော့အခုပေါ့နော်လောလောဆယ်တင်တန်းကြီးနဲ့စလိုက်မယ်။ဒီမှာတင်တန်းကြီးရပုံမှန်ဆိုရင်တော့သူကအခုအယောက်50ပြည့်သွားရင်တော့အယောက်50ပြည့်သွားပြီးရဲ့နောက်လာအပ်တဲ့လူကတော့တင်တန်းကြီး6000ဖြစ်ပါလိမ့်မယ်။ဒါပေမဲ့အခုလောလောဆယ်ကကြတော့ဒီဘက်မှာလည်းဘယ်လောက်ကိုယ်တိုင်ကလည်းပဲဗီဒီယိုကအခုမှစရိုက်တုံးရှိသေးရပေါ့နော်အခုရိုက်အခုဒီတစ်လနှစ်လအတွင်းတော့ပြီးလိမ့်မယ်ပေါ့နော်အဲ့ဆိုအခုမှရိုက်ပြီးတော့တင်နေတာဖြစ်တဲ့အကြောင်းမလို့ discount လုပ်ပေးထားအောင်ပေါ့နော်ဒါပေမဲ့အခုတင်တဲ့အချိန်မှာလာ join ရင်အကောင်းဆုံးပဲဘာလို့လဲဆိုတော့ဗီဒီယိုတွေကအများကြီးမဟုတ်ဘူးပေါ့နော်အခုလောလောဆယ်ဆိုရင်ဗီဒီယိုအခုဆိုရင်6ခုလောက်တော့ရိုက်ပြီးသွားပြီရိုက်ပြောတဲ့ခါကျအခုတင်တဲ့အခုလာ join မယ်ဆိုရင်ကျတော့အပေါ်ကဗီဒီယိုလေးနည်းနည်းဘယ်လိုပြောမလဲဒီဘက်ကနေလည်းပုံမှန်ပို့ပြတဲ့အတွက်ကြောင့်မလို့ចောင်းသားတွေလေ့လာရပို့ပြီးမှအဆင်ပြေရပေါ့နော်အဲ့လိုမျိုးအဲ့ဆိုအခုအချိန်လာတက်တယ်ဆိုရင်နံပါတ်1 50% discount လည်းရတယ်နံပါတ်2အနေနဲ့ video class ဖြစ်ပေမဲ့စာလို့ရမှာမပြင်းတော့ဘူးဘာလို့ဆိုတော့ဆရာကလည်းဒီဘက်ကနေနေ့တိုင်းဗီဒီယိုလေးပို့ပေးနေရဆိုတော့ចောင်းသားရှာလည်း note တက်တဲ့ခါ तू ကပြောတနေ့ကိုပို့ရင်လားရှိကအများကြီးမို့တနေ့ကိုတစ်ပုတ်နှစ်ပုတ်လောက်ပဲပို့တာပေါ့နော်ပြောတနေ့ကိုလည်းလားရှိဗီဒီယိုတစ်ပုတ်နှစ်ပုတ်လောက်ပဲရိုက်ဖြစ်တာဖြစ်တဲ့ကြောင့်မို့လို့ចောင်းသားစာလို့ရတယ်အရင် heavy မဟုတ်ဘူးမများဘူးပေါ့နော်အိမ်စာလေးလိုက်လုပ်နိုင်တယ်ပေါ့အဲ့လိုပုံစံမျိုးဒါကအခုတက်မယ်ဆိုရင်ဒါအတန်းအားတာချက်ပြီးတော့ဘာလို့ဒီလုံးဝ50%ကိုလုံးဝ discount ရချပြတဲ့ဖြစ်ကြမို့တော့6000ပုံမှန်တင်တန်းကြီး6000ကိုမှ3000နဲ့လုံးဝအခုချိန် join ရမယ်ပေါ့ပြီးတော့တချို့ဆိုရင်လာမေးပေါ့နော်လူပြည့်သွားရလားပါညာမပြည့်သေးဘူးအကယ်၍ဒီဟာကအယောက်50ပြည့်သွားဆိုဒီဘက်မှာကျင်ညာလိမ့်မယ်ပေါ့နော်မကျင်ညာတရွေ့ရတော့မပြည့်သေးဘူးအဲ့လိုမဲ့လို့ရပါတယ်โอเคဒါကတော့ဒါဒီဟိုပါပေါ့နော်ပထမဆုံးအတက်တူ9ရောက်ဟာနောက်တစ်ခုအနေနဲ့ကျတော့ဒီအခုကပါထိုင်ဝမ်တုံးတရုတ်စာကိုအခြေခံကြအခြေခံကနေစပြီးတော့မှစနစ်တကျလေ့လာခြင်းတဲ့လူတွေတက်ကိုအဓိကရည်ညွှန်းမှဖွင့်ထားတဲ့အတန်းဖြစ်တယ်ပြီးတော့ဒီစာအုပ်ကကြတော့အခုဒီ TOCFN level 1တမိုင်းအတွက်တည်တန်းပေါ့နော်တရုတ်စာခုမှစလေ့လာမယ်ထိုင်ဝမ်စာစလေ့လာမယ်လုံးဝစလို့ရင်စဆိုတဲ့လူတွေအတွက်ဖွင့်ထားတဲ့ပုံစံပေါ့နော်ဒါပေမဲ့ဒီထဲမှာကျတော့ဒီ attendant phonetic ဘိုင်းတွေတခြားပါတယ်ပေါ့ပြီးတော့ဟာကျ note set တဲ့ဟာတွေပြီးတော့ stroke ရေးတဲ့ဟာတွေပြီးတော့ဒီမှာဆိုရင်လည်းပဲသူ့ရဲ့ပြီဟွာဆုတ်ချက်ဆွဲရစားပါတယ်ပေါ့နော်ပြီးတချို့ဆိုလာမေးလိမ့်မယ် 4 scale လုံးတင်တာလားဟုတ်တယ်4 scale လုံးတင်တာပါဘာလို့ဆိုတော့လာရှိလို့တင်တဲ့ဟာကျန်ဖက်စာအုပ်ကြီးပဲတင်တော့မဟုတ်ဘဲနဲ့သူကစာအုပ်က2အုပ်ပေါင်းတင်တာပေါ့နော်လေ့ကျင့်ခန်းစာအုပ်ကောဟိုဟာကောတင်တာပေါ့နော်ဒီမှာပြပေးပါမယ်โอเคပထမဆုံးနေတာကကြတော့ရှိုတင်ကြပေးမဲ့登代中文课程ရဲ့ volume 1ရဲ့ book 1ပေါ့နော်အဲ့ဒါရဲ့နံပါတ်1စာအုပ်အခုမှစမယ်ဆိုရင်ဒီစာအုပ်1ကနေစရမှာပဲเนาะစာအုပ်တော့ကြော်လို့မရဘူးเนาะဒီ book 1ကနေစပြီးမှလေ့လာမယ်ပေါ့เนาะဒီထိုင်ဝမ်ဘက်မှာစာတင်တဲ့ပုံစံနဲ့အမျိုးမျိုးရှင်เนาะဒါကတော့လောက်ချက်ကနေမှ PDF file ဒေါင်းရတယ်လို့လည်းပြီးတော့ဒါကကြတော့ Shifan တရွှေပေါ့เนาะ Normal University နဲ့ထုတ်ထားတဲ့ PDF ကိုရွေးလိုက်တာတိုင်းပဲနဲ့ကတခြားလောက်ချက်တို့ရဲ့မြန်မာနိုင်ငံမှာကဆိုလဲလောက်ချက်ကမြစ်ကြီးနားယူချန်ကျောင်းဘက်ကနေလာတာမို့လို့အဲ့ဒီကျောင်းမှာဆိုလဲသူတို့ရဲ့ကျောင်းကမြန်မာနဲ့ထိုင်ဝမ်နဲ့တွဲပြီးထုတ်ထားတဲ့ဖက်ဆောက်တွေရှိတယ်အဲ့ဒီဟာကြောင့်အရင်က PDF file ဒေါင်းရလွယ်အခုကဒေါင်းရမှာမလွယ်တော့အဲ့ကြောင့်မို့လို့တန်းတိုက်ကြုံဝင်ကိုလည်းရွေးလိုက်တာပေါ့နော်ဒါပေမဲ့သူ့မှာကောင်းတဲ့ချက်အရင်အများကြီးပဲစာရည်လည်းမိုက်တယ် heavy ပဲပေါ့နော် heavy ဆိုတော့ဒီမျိုးကြီးမဟုတ်ဘူးသူ့ရဲ့ကဏ္ဍအလိုက်ရောက်လေ့လာရလေအဆင်ပြေတယ်ပြီးတော့အခုဒီမှာဆိုတော့လေ့ကျင့်ပေးမှာ workbook လည်းပါတယ်workbook ထဲမှာဆိုရင်ဒီမှာတော့ရှေ့ video workbook video မတင်ဘူးလေဟိုဘက်ထဲမှာတင်ပြီးသွားworkbook ထဲမှာဆိုရင်တော့သူက listening ပိုင်းပါတယ်listening ပိုင်းလေ့ကျင့်နေရပါတယ် reading ပါတယ် writing ပါတယ်ပြီးတော့ခါကြလာရှေ့တော့နောက်တစ်ခုကပါလဲစာကြောင်းစီရလေးတွေ UFA grammar ဘိုင်းလေးလည်းပါတယ်ပေါ့နော်လေ့ကျင့်ခန်းမှာကျတော့သူကကျောင်းသားတွေကို train လုပ်ပေးထားမျိုးအဲ့ဆိုသူ့ပုံစံထိုက်ကဘယ်လိုလဲဆိုတော့ဒီဖက်ဆောက်ထဲမှာကျတော့စကားလုံးတွေတင်မယ် dialogue တွေတင်မယ်အပြန်လည်စကားပြောရလေ့လာမယ်အဲ့ဒါပြီးသွားပြီဆိုရင်တော့ကျတော့လေ့ကျင့်ခန်းမှာအဲ့ဒါတွေပြန်ပြောလေ့ကျင့်မယ်အရင်ဆုံးပါဇက်ထဲဝါလိုက်တယ်ဘယ်လိုရတာရှိတာပြီးမျိုးချဝါရောဟလာတိတ်ချအဲ့လိုမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးလေ့ကျင့်ခန်းမှာကျတော့လုံးဝကြည်နေအောင်ပြန်ပြီးတော့စာတွေပြန်လုပ်တဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးလေးပါပြီးတော့လောက်ရှိတော့က okay 4 skill လုံးလည်းပါတယ်ပြီးတော့ဟာနောက်တစ်ခုဒါတော့တင်တဲ့ဘယ်လိုတက်တင်လဲဆိုတာဗီဒီယိုအစမှာလည်းပြောပြီးရောနော်ထိုင်ဝမ်လာဖို့ပြင်နေတဲ့လူတွေအခုမှထိုင်ဝမ်စာလေ့လာမဲ့လူတွေရဲ့ပြီးတော့တချို့ရစကားပြောဝမ်းမလေ့လာခြင်းတဲ့လူတွေကြောက်လည်းပဲလောက်ရှိရဲ့ဒီဟိုဘက်က
အခုတင်တာ Telegram channel နဲ့တင်တာ Telegram channel မှာကျတော့ video ရအများကြီးဖြစ်လိမ့်မယ်အဲ့ဒီကမှာအကဲကွာစကားပြောပိုင်းလေ့ကျင့်ခြင်းနေဆိုရင်စကားပြောပိုင်းကကျတော့ dialogue ပိုင်းကိုလေ့ကျင့်နေကြရပေါ့နော်အဲ့လိုမျိုးပေါ့နောက်ကြစီစနစ်ကြကြတင်ငန်းစာတစ်ခုပြီးတစ်ခုပေါ့နော်လို့ရှိတော့မကြော်ပါဘူးမှာကွက်ကြော်မဟုတ်အဲ့ဒီစာအုပ်ထဲမှာပါတင်ငန်းစာအကုန်လုံးလို့ရှိတော့အပြည့်စုံတင်ကြားပြီးမှာပေါ့နော်ဟိုနား channel နားကြလို့မရှိဘူးပေါ့နော်အဲ့လိုမျိုးနောက်ကြတင်ကြားမြေပုံစံကကျတော့ရှိတော့နှစ်ခု Telegram channel ကအဲ့ဒီပေါ့teaching video တွေပို့ပေးမဲ့ channel တစ်ခုရယ်နောက်တစ်ခုကျတော့ရှိတော့ discussion group ပေါ့နော် discussion group ကျအင်စာထည့်ရမယ့်ဟာ discussion homework တို့အဲ့လိုပုံစံမျိုး group တစ်ခုဖွဲ့နေ group နှစ်ခုပေါ့နော်နောက်ခုကျတော့တချို့ကျတော့ရှိတော့ဒီမှာဘယ်နှလပြည့်လဲအဲ့လိုမဟုတ်ဘူးလားရှိတော့တစ်ခါ join တာနဲ့တက်တလုံးလေ့လာလို့ရတယ်အဲ့ကြောင့်အခုချိန်မှာလုံးဝကျွန်တော်လုံးဝအတန်ဆုံးမို့လို့ဒီမှာတိကျပြန်ရှင်းပြပါဘောနော် lifetime membership group type ဖြစ်ပါတယ်အဲ့ကြောင့်မို့လို့ရှိဒီနေရာမှာရေးပေးထားရပါနော် lifetime အဖြစ်ကြောင့်မို့ကိုအဆင်ပြေတဲ့အချိန်အလုပ်အားတဲ့အချိန်ဝင်ရောက်လေ့လာနိုင်တယ်ပေါ့နော်ပြီးတော့ video တင်တဲ့ဆိုင်ရလို့ရှိတော့တက်တန်းကကြတော့ unlimited ပဲဟုတ်လားမြန်မာဒီထားမှာဆိုတော့ချစ်တော့ပေါင်မလားအဝလေ့လာပဲအဲ့လိုပုံစံမျိုးကိုအကယ်မိွားတယ်ဆိုရင်လည်းပြန်ပြီးလေ့ကျင့်လို့ရတယ်ပေါ့နော်အဲ့ပြောခါကြတော့လို့ရှိတော့ဒီဖုန်းတွေပါညာ story ပြမှာလည်းပူကြမှာလို့ရှိ channel လောက်တာပဲအဲ့ channel ထဲမှာ video လေးကိုတင်မယ်အဲ့များစောက်ထိုးလေးကိုနှိပ်ပြီးတော့မှ down လိုက်ပြီးတော့မှ automatic ကိုကြည့်လို့ရပြီပေါ့နော်ပြီးတော့ PDF file တွေလည်းရှိတော့အမှအစင်းနဲ့ထည့်ပေးထားတယ်ပေါ့နော်ဒါကတော့လို့ရှိတော့ရဲ့ဒီလေ့ကျင့်ပေးမယ်စာအုပ်ကြောင့်အဲ့ကြောင့်မှအခုလို့ရှိတော့တင်တဲ့အချင်နေဆိုရင်ကြောင့်အခုလို့ရှိဒီပေါ့နော် TikTok ရဲ့ chatbot ကနေပေါ့နော် high 50% လို့ပဲရိုက်ထိုင်ရပြီ high 50% ဆိုရင်ကိုရပြီပေါ့နော်50% discount လို့ရရင်နည်းနည်းချေရမို့လို့အခုတလောမှာဟာရှစ်ဒီဘက်မှာပြင်ပေးထားရပေါ့နော် high 50% ရလိုက်ကိုရပြီအဲ့ဒါကအခုတော့ရှစ်အဲ့ဒါတကယ်တော့90ပဲထားမှာ90ပြသွားရင်တော့6000နဲ့ပဲဖြစ်သွားမှာပါအဲကြောင့်မို့အခုချိန်ကတော့6000မပြည့်ပါဘူး90လူမပြည့်မချင်းတော့ရှစ်ဒီဘက်ကနေလူပြည့်သွားလို့ချိန်ညာမှာမဟုတ်ဘူးပြည့်သွားဆိုရင်ချိန်ညာလိမ့်မယ်ချိန်ညာတော့ပြီးနောက်ပိုင်းအတက်လူကြတော့6000ဖြစ်သွားလိမ့်မယ်အဲကြောင့်မို့ခုချိန်ကလုံးဝ3000ကအတန်ဆုံးပဲပေါ့နော်အဲကြောင့်မို့လားရှိတော့ဒီနေရာမှာပေါ့အကယ်၍တင်တန်းစိတ်ဝင်စားရတယ်ဆိုရင်ပေါ့နော်အရင်အဖို့မပြောဘူးဘာလို့ဆိုတော့ဒီဟာကလည်းရှိတော့ထိုင်ဝမ်ကျောင်းသားထိုင်ဝမ်ကိုလာဖို့ထိုင်ဝမ်ဆက်လက်လာနေလူတွေအတွက်ပဲအထူးလောက်ထားဖြစ်ကြမို့လို့လားရှိတော့ဟိုဘက်တာလူတို့ China ဘက်ကိုတွားမဲ့ဟာကြောင့်ဒီဟာတင်တန်းတက်ဖို့မလိုဘူးပေါ့နော်အကယ်ကတော့ traditional Chinese ဘက်ကိုစိတ်ဝင်စားတယ်ပြီးတော့ကိုကအခုမှအခြေခံကနေစပြီးတော့မလေးလာချင်နေဆိုရင်တော့လားရှိတော့ဒီဘက်က50 discount လည်းရနေတော့ high 50% ဆိုမှလားရှိရဲ့ဒီအခုမှလာရိုက်ပို့ပြီးတော့မှလာပြောလို့ရတယ်ပေါ့နော်ဒါလေးချက်ပြောပေးရပါ okay ဟောအဲ့ဆိုရင်ဒီ video ကဘာမှမဟုတ်ဘူးလားရှိရဲ့ဒီဟာလေးကိုတစ်ချက်ရှင်းပြပေးရဖြစ်ပါတယ် okay အဲ့ဆိုကျွန်တော် video မှာပြန်တွေ့ကြပါမယ်